ဒီမှာလုံးမင်္ဂလာပါเนาะဆိုကာဒီ YouTube channel လေးပြန်လဲကြိုဆိုလိုက်ပါဗျာဒီနေ့ day 2 16တင်စစ်ရှုံးတဲ့အဆင့်ပေါ့เนาะဒီထဲမှာကျွန်တော်ည2 နာရီပဲကန်မယ် Bayern Munich နဲ့ Flamengo ရဲ့ပွဲစဉ်ပွဲကြို3ချက်လေးကိုတင်ဆက်ပေးပါမယ်အားလုံးမင်္ဂလာပါเนาะမင်္ဂလာပါဗျာမနေ့ကဆိုရင်တော့ကျွန်တော်အပေါင်းပြရပြောလို့ရတယ်ကျွန်တော် YouTube တပွဲပေးတယ်ပေါ့เนาะ PM မှာတော့ကျွန်တော်ဒီမနေ့ကဆိုကျွန်တော်ပွဲပေါ့ PM တပွဲထုတ်တယ် YouTube တပွဲထုတ်တယ် YouTube တပွဲလည်းအဆင်ပြေပါတယ်ဘာလို့ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲ Pamias နဲ့ Botafogo ပွဲမှာဆိုရင်ပွဲချိန် PT ကိုတည်သွားလိုက်မယ်မိနစ်90တေကန်လိုက်မယ်ဗျာကျွန်တော်ဒီ extra time ဖြစ်ဖြစ် penalty ဖြစ်ဖြစ်မှာဆုံးဖြတ်ကန်သွားတယ်ဒါပေမဲ့ Pamias ကတော့တက်သွားပြီပေါ့เนาะတယောက်ရောနေရတယ်တက်သွားပြီဆိုတော့တော်လေးကောင်းမွန်လို့ပြောလို့ရတယ်ပေါ့เนาะပြီးကျွန်တော်ရဲ့ PM မှာဆိုကျွန်တော် Pimica body ပေါ့เนาะမနေ့ကဆိုကျွန်တော်အောက်ကြီးတွေရွေးထုတ်ခဲ့တယ်အဆင်ပြေတော့ပြောလို့ရတယ်ပေါ့เนาะအောက်ကြီးတွေတော်တော်လေးအဆင်ပြေပါတယ်မနေ့ကဆိုရင်ကြီးတွေပဲဒါပေမဲ့ကျွန်တော်ချက်စည်းပွဲကတော့အနေတော့နည်းနည်းများသွားတယ်ပေါ့เนาะများသွားဆိုတော့ကျွန်တော်ပြီးကနီလောက်မှဒီလက်ထိဘောပေါ့เนาะဒီချက်စည်းနောက်တန်းအမှန်တော့ကျွန်တော်ဒီဘောကအရင်လက်ကိုထိတာမျိုးဆိုရင်တော့ကျွန်တော်ပြင်နေပတ်သက်မှလည်းရတယ်ဒါပေမဲ့ဒိုင်ကတော့ပြောမှဆိုချက်စည်းဘက်တော့မပါဘူးမနေ့က Pimica ဘက်ကလိုက်တယ်လို့ထင်ဘာလို့ဆိုတော့1-1တော့လုံးဝခင်းပေးသွားပြီပါเนาะပြီးကနေနောက်မှကျွန်တော်ဒီပါတီကတွင်းသွားပါเนาะပြီးလည်းဒီပေးချပြီးတော့1-1ပြီး extra time မှာချက်စီကိုပြက်ကန်သွားတာပါเนาะဒါကြောင့်ကျွန်တော်2တင်းတက်သွားပါเนาะ Pamias နဲ့ Chelsea တက်သွားပြီပါเนาะကျွန်တော်ဒီနေ့ပွဲကောင်းနေရှိတယ်အစောပွဲကတော့ကျွန်တော် PSG နဲ့ Inter Miami ပေါ့เนาะ Lionel Messi နဲ့ကတော့ကျွန်တော်ဒီအသင်းဟောင်းတော့ပြန်တွေ့ရမယ့်ပွဲဆိုပေါ့เนาะဒီပွဲတော့ကျွန်တော် PM မှာတပွဲထုတ်မှာဆိုတော့ကျွန်တော်PM မှာကျွန်တော်2ပွဲအပြည့်ပေးတယ်ကျွန်တော်ဒီ YouTube ကတော့ကျွန်တော်တစ်ပွဲပဲထုတ်ထားတယ်ဒါကတော့ကျွန်တော်ညနေပွဲပေါ့เนาะတနင်္လာပွဲမှာကမ္ဘာဘိုင်မြူနစ်နဲ့ဖလာမင်ကိုပေါ့เนาะကျွန်တော်ပြောခဲ့သလိုဘိုင်မြူနစ်ကအုပ်စုတွင်းမှာဆိုရင်ကျွန်တော်ပီပီကာနဲ့ပွဲမှာဆိုရင်ချက်စီနဲ့တွေ့ရမှာဆိုလို့ရှောင်းဝါးရပြောလို့ရတယ်ဘာလို့ဆိုတော့ဘိုင်မြူနစ်ပေးတဲ့စီကတီကျွန်တော်မရရပါကျွန်တော်ပွဲတော့ကျွန်တော်ပီပီကာဘော်ဒီပေးခဲ့တာပေါ့เนาะဘိုင်မြူနစ်ပေးတဲ့စီကတီ90လောက်ပေးခဲ့တယ်ဘိုင်မြူနစ်ကြီးတော့မအောင်ဘူးရှုံးသွားပါဒါကတော့ကျွန်တော်မြင်ပေါ့လက်ကွက်လိုပုံစံမျိုးပဲချက်စီကိုရှောင်းသွားရပြောလို့ရတယ်ဘိုင်မြူနစ်ကဖလာမင်ကိုတွေးချင်လို့အုပ်စုဒုတိယဆင်းနေတယ်လို့ပဲထင်လိုက်တယ်ဘာလို့ကျွန်တော်ဒီပြရမှတ်6မှတ်ရထားတယ်အုပ်စုဘူလိုချင်တဲ့လူကတော့အသေးသေးနေကန်ပါဒါပေမဲ့ပင်မီကာနဲ့ပွဲမှာနည်းနည်းလေးတော့ရှော့ပြီးကန်သွားတယ်လို့ပြောလို့ရတယ်ဒါကြောင့်ဘိုင်မြူနစ်ဒီနေ့ဖလာမင်ကိုနဲ့ပေါ့နော်ဖလာမင်ကိုနဲ့တွေ့ရဲ့ကြီးပေါ့ကျွန်တော် body ကြီးပေါ့ body ကြီးကတော့ကျွန်တော်ဘိုင်မြူနစ်ဘက်ကတလုံးပလက်50ပေါ့နော်ကျွန်တော်စတင်ကြီးတလုံးပလက်50ခုပေါင်းသေး3လုံးပလက်50ပေါ့နော်ကျွန်တော်ဒီညနေကြေးပြောင်းမှာဆိုရင်တော့ဘိုင်မြူနစ်ဘက်ကဘိုင်မြူနစ်ဘက်ကကျွန်တော်1ပလက်60တော့ body 0တော့နည်းနည်းလေးတော့ရော့တယ်လို့ပြောလို့ရမှာနော်တလုံးပလက်60ခုပေါင်းသေး3လုံးပလက်85ပေါ့နော်ခုပေါင်းသေးနည်းနည်းလေးတော့ပြင်းတယ်လို့ပြောလို့ရတယ်ပေါ့ပုံမှန်ဆိုရင်ကျွန်တော်ဒီဘရာဇီးကလပ်တွေကဒီအုပ်စုကျွန်တော်ဒီဒီကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာတော်တော်လေးကောင်းမွန်တယ်4တင်းလောက်တက်ရောက်တာပါနော်ဒီ16တင်းစီအောင်ဒါကြောင့်ဘရာဇီးကလပ်တွေကိုသွားထင်လို့မရဘူးဒီထဲမှာဖလာမင်ဂိုကလည်းတော့အကောင်းဆုံးလို့ပြောလို့ရတယ်ကျွန်တော်ဒီ rating များတဲ့ကစားသမားတော်တော်ရှိပါတယ်เนาะကျွန်တော်ထားပါဦးချက်စီနဲ့ပွဲမှာဆိုရင်ဂျိုဂျင်ကိုပါပါတယ်เนาะဂျိုဂျင်ကိုနည်းနည်းဒီကစားသမားဟောင်းပေါ့เนาะချက်စီကစားသမားဟောင်းဂျိုဂျင်ကိုလုံးပြရှိတယ်ပြီးကျွန်တော်ပလာတာရှိမယ်တိုက်စစ်မှာဆိုရင်အာရူဂျိုရှိမယ်ပြီးကျွန်တော်ဂါဆန်လို့ပါရှိပေါ့เนาะဒီ rating မြင့်တဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတာဆိုတော့တော်တော်လေးတော့5မိနစ်နည်းတော့ခင်းနေပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်ဖွင့်လိုက်တဲ့စီးပေါ့ဈေးရဆိုရင်တော့ဘိုင်မိနစ်ကကျွန်တော်တလုံးပလက်60ကပုံမှန်ဆိုရင်တော့ဒီကျွန်တော် ranking ရကြည့်မယ်ဆိုရင်တော့ဘိုင်မိနစ်ကဒီချက်ဈေးတော့ပေးလို့ရတယ်ဒါပေမဲ့တလုံးပလက်60ကဇဝေဇဝါတော့ဖြစ်စေတယ်ဘာလို့ကျွန်တော်ဘိုင်မိနစ်ကြိုက်တဲ့လူကလည်းဘိုင်မိနစ်မကြိုက်သလိုအတွေးဝင်သွားလိမ့်မယ်ဖလာမင်ကိုမန်ဘိုင်မိနစ်ဒရောကြီးသွားပြီးမှတေချာကျွန်တော်ထားပါ extra time penalty သွားမလားအဲဒီလိုပုံစံမျိုးကြီးပုံစံမျိုးကဝေခွေးရခက်လိုက်1ပလက်60ဖွင့်ပေးတဲ့ကြီးကဘိုင်မိနစ်တစ်လုံးတင်တာနဲ့တစ်လုံး60နိုင်ပေါ့ဒါကြောင့်ဒီကြီးမှာဆိုရင်တော့ဘိုင်မိနစ်တော်တော်လေးတော့ဘာမှဆိုရင်တော့ဒါ control ရှိနိုင်တယ်ဘိုင်မိနစ်မနေစဉ်ကျွန်တော်လုပ်တဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်ထားပါဦးကျွန်တော် Flamengo ပေါ့နော် Flamengo body ဘက်ကိုလည်းဒီဘိုင်မိနစ်ရဲ့ထိုးသားကို Flamengo ဘက်ကိုပို့လိုက်တာလည်းဖြစ်နိုင်တယ်ဘာလို့1ပလက်60ကဘိုင်မိနစ်နေချင်းကကောင်းနေပါလေဒါပေမဲ့ကျွန်တော်ဒီနေ့မှာဆိုရင်တော့ကျွန်တော်အောက်ကြီးတော့တိတ်မစင်းစားတော့မစင်းစားဘူးဆိုဘိုင်မြူနစ်ကကျွန်တော်ပြောသလိုချက်စီကိုရှောင်ပြီးတော့ဖလာမင်ကိုလာတွေးကျင်တာဖြစ်တာကြောင့်ဒီနေ့1ပလက်60ကဘိုင်မြူနစ်နိုင်မယ်လို့ထင်တယ်ဘာလို့ကစားသမားဘယ်လိုပဲဗျာကျွန်တော် rating ပဲရှင်းဗျာထားပါကျွန်တော်ဘိုင်မြူနစ်မှာ Harry Kane လို့ပါမယ်ဗျာ Cambry လို့ပါမယ်ဗျာ
ကျွန်တော်ဒီကွန်မန်းလို့ပါမယ်ဗျာကျွန်တော်ကွန်းထဲမှာဆို game miss လို့ပါမယ်ဗျာဟိုကျွန်တော်နောက်တန်းဆိုလည်းပြောနေရမရှိဘူးကိုသမားညူပါကျွန်တော်ကဒါကြောင့်ဒီဘိုင်မြူနစ်ရဲ့လူကစားအားနဲ့ဒီဖလာမင်ဂိုကစားအားနဲ့ကွာတော့ကွာလိမ့်မယ်ဟိုကျွန်တော်ဒီဟိုဖလာမင်ဂိုကောင်းနေတာထားပါတော့ခံစစ်အသားပေးကစားကောင်းနေမှန်တယ်လက်ခံပေးလို့ရတယ်ဒါပေမဲ့ဘိုင်မြူနစ်ကစားအားနဲ့တော့ကွာတော့ကွာလိမ့်မယ်ဒါကြောင့်ဒီနေ့160ရာဘိုင်မြူနစ်ကိုမနေချင်အောင်လုပ်တယ်လို့မြင်တယ်ကျွန်တော်ကြိုက်ကတော့ကျွန်တော်ဘိုင်မြူနစ်ကိုသွားကြိုက်မိတယ်ဘာလို့ဖလာမင်ဂိုကိုကျွန်တော်စန့်ကျင်ပို့လို့များတယ်ပုံမှန်ဆိုတော့ကျွန်တော်အောက်ကြီးရွေးတယ်ဗျရှုံးတဲ့စစ်နေအောက်ကြီးတော်တော်များတယ်ကိုရောက်သွားတယ်ဘော်လီရောက်သွားတယ်ဘယ်ဒီနေ့ဘိုင်မီနစ်ကြီးကကျွန်တော်ရဲ့ thinking ပေါ့ကျွန်တော်အတွေးပေါ့ဘိုင်မီနစ်ကိုမနေစီခြင်းလို့ရှောင်ထုတ်တယ်ပဲထင်တယ်ဒါကြောင့်1+60ကျွန်တော်ဘိုင်မီနစ်ပေါ်လီတော့ကြိုက်တယ်ဘိုင်မီနစ်နိုင်တော့နိုင်လိမ့်မယ်ဗျာဟိုပြောလူစင်းရောပါဟိုတေချာကန်တော့နိုင်တော့တယ်ဟို1+60ကတော့တလုံး60တော့စားရမယ်ကျွန်တော်ကတော့1-0တောင်မဟုတ်2-0တော့တက်တယ်ခမသိလို့ကျွန်တော်1-1ကနေကျွန်တော်2-1နဲ့ပြီးသွားနိုင်နော်ဒါကြောင့်ဒီနေ့ကျွန်တော်စိတ်ကြိုက်တဲ့ပွဲကောင်းပါဆိုရင်တော့ကြာဘိုင်မီနစ်ဘော်ဒီတော့ပို့ပြီးတော့ save ဖြစ်မယ်လို့ယုံကြည်ရပါတော့ဒါကြောင့်ဒီလိုအနေနဲ့ဒီဘိုင်မီနစ်ဘော်ဒီကိုကျွန်တော်စိတ်ကြိုက်တဲ့ပွဲကောင်းရွေးချယ်ပေးထားပါတယ်အပေါင်းထပ်ပြနိုင်ပါသေးလို့ဆုတောင်းပေးပါနော်ကျွန်တော်အုပ်စုနောက်ဆုံးအဆင့်ကျွန်တော်3ရက်ရှိပြီကျွန်တော် YouTube နော် YouTube 3ရက်စတိုက်ပေါင်းနေပါနော်ကျွန်တော်လုံးဝနှစ်ပွဲပြီးနှစ်ပွဲလုံးကွတိဟောဖြစ်ပါတယ်နော်ညီကိုတဲ့အပေါင်းပြပါတယ်နော်မနေ့ကတော့တစ်ပွဲပြီးတယ်ကျွန်တော်ပြား90တော့ပေါင်းတယ်ပေါ့နော်ဖူတာဖိုကိုဘော်ဒီကျွန်တော်ကြိုက်တယ်ဘာကြောင့်ကြိုက်လဲကျွန်တော်3နှစ်ချင်းနဲ့တင်ဆက်ပေးသွားတယ်ဘော်ဘူကီ90တော့နိုင်တယ်ပေါ့နော်ဒီနေ့မှကျွန်တော်အပေါ်ကြီးဘိုင်မြူနစ်ကိုရွေးရပါနော်ဘိုင်မြူနစ်ဘော်ဒီပါနော်ညီကိုတို့ရဲ့အပေါင်းပြနိုင်ပါလေလို့ယုံကြည်ပါတယ်ကျွန်တော်အားပေးတဲ့ညီကိုအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးကျွန်တော်ရဲ့ဒီ Soccer Tips YouTube Channel လေးကို like and subscribe လေးနဲ့အားပေးပါပါအောင်နော်ပြီးကျွန်တော်ရဲ့ဒီ BNB member ပေါ့နော်လူချင်းတဲ့ညီကိုတွေအနေနဲ့ကတော့ကျွန်တော်စီမှာအကောက်ဖွင့်မွေတင်ကစားရင်ကျွန်တော် BNB member 100တီလုံးစာပေးမှာပါနော်ဒီကျွန်တော်ဘောလုံးရတည်တဲ့ပြန်စားတော့ပါမယ်နော်8လပိုင်းဒီ100လေးလုံးစာကျွန်တော်ဒါလက်ဆောင်ပေါ့နော်ဒါကျွန်တော်ရဲ့ကိုယ်တိုင်ကစားတဲ့ပွဲတွေကျွန်တော်ချင်းထုတ်ပါ BNB ဆိုကျွန်တော်အုပ်စုနောက်ဆုံးပွဲလဲကျွန်တော် all win ပါနော်မနေ့ကလည်းကျွန်တော် all win လို့ပြောလို့ရတယ်ဒါပေမဲ့ပြားနိုင်တာပေါ့နော် BMK ပြား90နိုင်ဟိုကျွန်တော်တို့ Vodafone ကိုပေါ့နော်ပြား90နိုင်ပေါ့နော်အဲကြောင့် BNB မှာလူချင်းညီကိုတွေကျွန်တော်ရဲ့ Viber Telegram ဆက်သွယ်ပြီးတော့အကောက်ဖွင့်ကစားလို့ရပါတယ်နော်ပြီးကျွန်တော်တို့မနေ့ဖန်ပေါ့နော်မနေ့ဖန်ညရင်လည်းရှုံးတဲ့ဆင်းနေရှိပါသေးတယ်မနေ့ဖန်ကျမှပြန်တွေ့မယ်နော်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါကြဒါကြည့်ရှိပြီးတော့ကျေးဇူးတင်ပါတယ်